ဒီနေ့မှာတော့ကျွန်တော်ကရေမရှိပဲ6ရက်ကျော်အသက်ရှင်ခဲ့တဲ့ငပြင်းမလေးတစ်ကောင်ကိုချောင်းမှာတော့လွတ်ပေးမှာပါ။ကြောင်စာကျွေးဖို့ငပြင်းမလေးတွေကို3000မိုးဝယ်ပြီးရေမရှိတဲ့ဇလုံးထဲမှာ6ရက်လောက်အုပ်ထားလိုက်မိရကနေကုန်သေးကုန်ပြီးတစ်ကောင်နဲ့အသက်ရှင်ခဲ့တဲ့ငါးလေးပါ။အသက်ရှင်နေတယ်ဆိုပေမဲ့တေလူနီးပါးအခြေအနေကိုရောက်နေပါပြီ။မျိုးလေးရှက်လေးရှိတယ်လို့နိုင်ငံမကောင်းတဲ့ကြားကနေချောင်းထိသွားပြီးလွတ်ပေးနေတာပါ။ငါးလေးကတော့မြင်တဲ့အတိုင်းပဲလုံးဝလှုပ်ရှားမှုမရှိတော့ပါဘူးဆွေးနေတဲ့ဝါဒရာပေါ်ဖြစ်ပြီးရှောင်းနဲ့လွတ်ပေးလိုက်တဲ့ချိန်မှာတော့အံ့ဩစရာကောင်းလောက်အောင်တမန်ငါးလေးတစ်ကောင်လိုလိုလက်လက်လေးပြေးတော့တာမြင်ရတော့ဝမ်းသာလို့ကိုမဆုံးပါပဲဗီဒီယိုလေးကတော့ဘာရင်မဟုတ်ပါဘူးရေမရှိပဲ6ရောက်ကျော်ရှင်တန်ခဲ့တဲ့ငပြင်းမလေးကိုတနာမိပြီးမှတ်တမ်းတင်လာတာပါ